မင်္ဂလာပါခင်ဗျာ UK တူရီ channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပြရပါတော့ကျွန်တော်ရဲ့ YouTube ပေါ်အမျိုးတွေအတွက်ကိုကျွန်တော်ဘော်ဒခုနေတဲ့စာအတွက်နေတဲ့ 1J break main quest လေးကိုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ UK တူရီ channel အသစ်လေးကို subscribe မနေရသေးရင်နေထားပေးပါကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်းကျန်တဲ့များ share ပေးပါလို့မေတ္တာရက်ခံပါစေကျွန်တော်ရဲ့ဒီ UK တူရီရဆိုရင်ဖြင့်နောက်ထပ် UK တူရီ channel အသစ်ဖြစ်တဲ့ကြောင့်မလို့တချို့ကမေးတယ်ကျွန်တော် channel အသစ်တွေဘာကြောင့်ထပ်ခါဖွင့်လာလဲဆိုလို့ရှိရင်ကျွန်တော်လည်းမဖွင့်ချင်ပါဘူးပေါ့နော် channel အသစ်တွေကကျွန်တော်ရဲ့ channel တွေဟာအပန်းခံပြီးပြတ်သွားတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel အသစ်လေးတွေကိုကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်ရဲ့အမျိုးတွေကိုကျွန်တော်ရဲ့အမျိုးတွေအတွက်ကိုကျွန်တော်ခဏလေးစူးစမ်းပြီးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်အဖွဲ့ဝင်ခေါ်ထားတယ်ပေါ့နော်အဖွဲ့ဝင်ခေါ်ထားတဲ့အမျိုးတွေအားလုံးကလည်းကျွန်တော်ရှေ့ကယူထားတဲ့ပတ်တိကိုပဲအင်္ဂါပေါ်တစ်ခုကျွန်တော်3ရက်စာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ3ရက်မှာအစီမီမီလိုက်ဆော့ပေးပါခင်ဗျာအပြီးတော့ကျွန်တော်ရဲ့တပတ်စာကပ်ပါတပတ်စာကပ်ကတော့ကျွန်တော်တို့တခွေထွက်သွားပြီးအဲ့တခွေက3ဆိုပြီးတော့အဆင်ပြေသွားပြီးဂျန်နေသေးတဲ့အခွေဘာဂျန်နေမှာလဲဆိုတော့598အခွေကျန်နေပါလိမ့်မယ်အဲ့ဒီ598အခွေကတော့ဆက်ပြီးတော့ line မှာဖြစ်ပါတယ်တပတ်စာအခွေဖြစ်တဲ့ကြောင့်မလို့ဆက်ပြီးတော့ line မှာဖြစ်ပါတယ်အဲ့ဒီခွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်ရဲ့အမျိုးတွေအားလုံး live ဆော့နေကြအမျိုးတွေအားလုံးတော့သိပါလိမ့်မယ်အများအဖြစ်တော့ကျွန်တော်တို့မှာထွက်သွားတဲ့အခွေတွေကများပါတယ်အဲကြောင့်မလို့ဒီအခွေနဲ့ပတ်သက်ပြီးတော့လည်းစိတ်ချယုံကြည်စွာလိုက်ပါကျွန်တော်ရဲ့ဒီ UK2 channel အသစ်လေးကိုလည်း subscribe နှိပ်ပေးပါsubscribe နေရာနဲ့ subscribe နှိပ်ပေးပါကျွန်တော် channel ဒီ channel ပြတ်သွားခဲ့ရင်လည်းကျွန်တော်ရဲ့အမျိုးတွေအားလုံးက YouTube ပေါ်မှာ UK2 ကိုရိုက်ရှာလိုက်ပါကျွန်တော် channel အသစ်ဖွင့်ပြီးတော့ပဲကျွန်တော်ပုံမှန်နှိပ်ပေးနေပါအောင်မယ်ကျွန်တော်ရဲ့အမျိုးတွေဘက်ကလည်းကျွန်တော်ကိုအာနာပါနာနဲ့တောင်းဆိုပြရစီအဲ့ဒါကတော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးပါကျွန်တော်ရဲ့ view file လေးကိုတကယ်များ share ပေးပါလို့ကျွန်တော်တောင်းဆိုတာပါခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဘော်ဒခုနေ့တက်စာအတွက်နေတဲ့ 1 chain အနေနဲ့ကတော့491 chain ဖြစ်ပါတယ်ခင်ဗျာ491 chain ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တက်စာအတွက် break ကတော့168 break 491 chain 168 break main quest အနေနဲ့ကျွန်တော်ကြိုက်ဆုံး main quest ကတော့4နှစ်9နှစ်90 main quest ဖြစ်ပါတယ်4နှစ်9နှစ်90 main quest ဖြစ်ပါတယ်ကျွန်တော်တစ်ခွက်ခေါင်းကတော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ခေါင်းကတော့ကျွန်တော်တို့9နှစ်တစ်ခွက်ခေါင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဘော်ဒခုတက်စာအတွက်နေတဲ့ 1 chain နဲ့ break main quest တွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ channel မှာဒီ channel မပြတ်သေးရတော့ကျွန်တော်ဒီ channel မှာပဲကျွန်တော်ရဲ့တပတ်စာကတ်တွေကျွန်တော်ရဲ့အဖွဲ့ဝင်ပတ်တွေကိုကျွန်တော်ပုံမှန်ပေးပါမယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ channel တွေကို like ဆော့တဲ့အမျိုးတွေအားလုံးကကျွန်တော်ဒီ channel လေးကို subscribe လုပ်ပေးထားဖို့ကျွန်တော်တောင်းဆိုပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါလေးကိုလာပြပြပေးခြင်းဖြစ်ပါတယ်အားလုံးမိကုံးဝင်ပြီးအောင်မြင်ပါသူဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ